ရေဘေးဒုက္ခတဲ့အတွက်ရေအလူငွေ9,000နဲ့အဖိုးတယောက်အသက်60ကျော်အဖိုးတယောက်ရဲ့အတူပါအလူငွေ1,000ခွဲလူပါတယ်အမြပြီးတော့မှချင်သွေးလူနေတယ်ဒီနေ့လူချင်မှာတော့အကလုံးလူတော့မှာချောင်းလေးရတဲ့နေ့တိုင်းလူနေပတ်စံတော့အများကြီးမဟုတ်ပါဘူးဒါပေမဲ့ရင်ထဲကဆိုတော့အများပေးပါတယ်စိတ်ထဲကအလှူဆိုတော့လေငွေချင်းကတော့အများကြီးမတက်နိုင်တဲ့အတွက်အများကြီးမလှူနိုင်ပါဘူးဒါပေမဲ့တက်နိုင်လို့စနေထမကလှူရှင်ပါတယ်ချင်းနေတဲ့သူရှိလို့စရင်လည်းအများရအောင်လို့လေတကယ်ပြုလုပ်လို့ရှင်တဲ့သူတော့ပါနော်ပြတာပါ